ဝင်လာပါတို့မိတ်ဆွေကြီးရမကာကိုတေးသွားနဲ့မြည်ကျုပ်တို့နဲ့တောက်စားရင်ပင်လေပြင်ဇလန်းတစ်ပုတ်ပြောပြမယ်နားဆင်ကြည့်ခောက်ကတို့ရွက်လွင်ခဲ့ကြလိုင်းကျန်လို့လာမိုက်တဲ့ညာရှေ့ဆက်ဖို့မဖြစ်တော့လို့ရေပြင်ကိုကြောက်စုချပိတ်ဆက်ဖို့ကန့်ကက်လာရာဝေးဝေးကန်ချိန်မှာအိမ်မောကြောင်တော့ချိန်ပြူလွားလွားရိတ်တန်တွေခုံပေါက်ပြေးလွားရှိမောမြူတူတန်တွေငါနာမကြတာအိမ်မလားတကယ်လားမီးအောင်မငါလည်းနိုးလားကခုံလေးလူတွေဟာမျက်စိရှိမှစိတ်ဝင်မပြောရီကူသက်ကပြေးဝင်လာတဲ့ငါမြင်လိုက်ရပြီလူသေးကောင်ခဏကိုဝိုင်းဖဲလို့စားတော့နေကြအင်းရီတော်ဆယ်နိုင်အောင်ထိတ်လန့်နဲ့ပြေးထွက်ခဲ့ရသေချာစွာမင်းနာထောင်စဲနေပုံမှာဖော်ညွှန်းတဲ့ရတနာကိုရှာဖို့အတွက်ဖြတ်သန်းခဲ့မိုးတန်လေးချမ်းတောင်ကပရချောက်ထက်တွေနဲ့ခုနှစ်ယောက်ချဲတက်တန်တွေအောင်ပုံမြင်တွေတဲကတော့မယုံနိုင်အောင်လှပတဲ့မော်ဆန်ဆန်ချိုးတစ်ခုကိုရောက်တကယ်လားခရီးဆောင်မှာငါမြင်ခဲ့ရတစ်တာငယ်တစ်လုံးတွေကရွှေစင်ရွှေသားဖို့တန်တဲ့ရတနာကိုပါလက်ယူမပြေလာရပဲလို့ကြွေတာလုံခြုံရတောင်းမျက်စိတလူလို့ပြေးထွက်ခဲ့ရအယောင်ဆုံးလေးတစ်ဖြတ်ဖြတ်တောင်းရတနာကိုလက်လွတ်ခဲ့ရရှာရှာလင်းတဲ့မြမိုးသားထက်ပြေးလွားသွားမှုဒီများကြလို့ချွေခဲ့စက်တော်ဝါရွယ်လင်းငယ်လိုက်ချက်များမြင်လို့ပြန်လေးထဲမုံနာရောက်လာပြီပဲ့တင်တန်းကြနေတဲ့ပင်လေပြမလိုက်နေထမိုးတရလက်ပြတ်ပန်းများလက်တဲလေးထွက်ပေါ်လာအဝါစီကပြမောအရှိပဲလို့ဝေးပြတ်တဲ့ဆွဲခေါ်သွားဝေညရင်မောတန်တွေလွန်သွားနဲ့ဆိုရပါတော့ရဲ့စီတမန်လေးလားငါတို့ရဲ့နှလုံးအိမ်ဟာစိတ်စိတ်ချီမွားတော့အိမ်မလားတကယ်လားအနိဋ္ဌာယုံကြည်တွေများချက်တိုင်းလေးချုပ်ပဲလို့နေပါရင်တော့လိုင်းတေရရဲ့တီဒါကိုရေးစားသမြောက်ချင်လားမနဲ့အာယုံလင်းချိန်မှာတောင်းတင်ငါမေမျောလို့တော့
ဆိုရင်ဒုံမိတ်ဆွေကြီးပင်လေပင်စုံစားရခင်အနေကိုရဲရင်လို့လိုရာကိုရွတ်လွှဲဖို့မင်းတက်ခွန်အားဖြစ်စေနေပင်လေပင်ရင်ခွင်မှာခိုးလုံးလေးသမျှစံပြတဲ့အကြောင်းများကိုရှားဖို့ပြင်ထားနောက်တစ်ခေါက်ကြုံကြိုက်ခဲ့ရင်မင်းရဲ့စုံသားကန်တွေထားခဲ့ပါလေ